ဒီနေ့ကတော့ရန်ကုန်ဘူတာကြီးကိုမြို့ပရထားသွားစီမှာပါရန်ကုန်ဘူတာကြီးကနေပြီးတော့အင်းစိန်ထိရောက်တဲ့မြို့ပရထားပါဒါကတော့ဘိုက်စာလို Junction City မှာခဏဝင်စားတာဖြစ်ပါတယ်Junction City ကနေပြီးတော့ရန်ကုန်ဘူတာကြီးကို15မိနစ်လောက်လမ်းလျှောက်သွားလိုက်ရပါတယ်ဒါကတော့ဘူတာကြီးကိုရောက်ပါပြီဒီမှာတော့ဒီရထားလက်မှတ်ဖြတ်ဖို့တန်းစီနေတဲ့လူအုပ်ကြီးပါရထားလက်မှတ်ကတော့တယောက်ကို1000ကျပ်ပါရှင်ရထားမထက်ခင်ကျမတို့ရောက်သွားတော့4နာရီမိနစ်20လောက်မှရောက်သွားတယ်အဲ့ချိန်မှာတော့ဒီရထားလက်မှတ်မရအောင်လို့ပေါ့နော်ရထားလက်မှတ်ကတော့ရထားတော့4နာရီ35ထွက်တာဖြစ်တဲ့အတွက်ဒါ10မိနစ်လောက်တော့ရောင်းပေးတယ်လို့ပြောပါတယ်ဒါကတော့ရထားစထွက်ပါပြီရန်ကုန်ဘူတာကြီးကနေပြီးတော့ဒီတာပစုံတောင်တာမွေကြောင်မြောင်ဒီပါရမီမြောက်ကလာမင်္ဂလာရုံတငင်းကုန်းအင်းစိန်ထိရောက်ပါတယ်ဒါမြို့ပရထားဆိုပေမဲ့အင်းစိန်ထိပဲဒီရထားရောက်ပါတယ်ဒီအပြန်ဆိုရင်လည်းအင်းစိန်ကနေပြီးတော့ဘူတာကြီးကိုပြန်ပတ်ပါတယ်ဒီတမိုင်းဘက်ကနေပြန်ပတ်တာတော့မဟုတ်ပါဘူးဒါကတော့မင်္ဂလာတုံဘက်မှာပါရှုခင်းနေရတော့အရန်လှပါတယ်ဒါတော့တငင်းကုန်းဈေးကိုရောက်နေတာပါတငင်းကုန်းဘူတာပေါ့နော်ရှေ့မှာမြင်ရတဲ့အစာအုပ်ကတော့တငင်းကုန်းလက်ကားဈေးပါရှိတငင်းကုန်းမှာတော့လူတော်တော်များများဆင်းသွားပြီဖြစ်တဲ့အတွက်ကြည့်မြင်တဲ့အတိုင်းပဲလူအရန်ချောင်နေပေါ့နော်